บางคนหมายช่วยเสียใจเลยไอ้มัดภูมิบ้านเคยตั้งเนี่ยฮัลโหลมีกลาบ้านมีมาลมอยู่อาลงมีมามีสวยอาลงอะคุไทยเซตามเนี่ยกัมพูชานั่งกูตกขะอายังจีเปเคปาได้เลยอะไรมันก็มาบุกชีปาได้เลยอะคุมาดูดูกัมพูชานั่งเนี่ยกูลาโคตัวจังรูปาได้เอาวะตอนนั้นเนี่ยเปะทาเคปาได้บอมชิเปะทาเคปาได้เลยไฟเลยเจเลยอันนี้ชิเคปาได้อะไรอย่างကျွန်တော်တို့ကမ္ဘောဒီးယားဒုက္ခအများကြီးရှိခဲ့ပါတယ်အခုမှကျတော့စေဘမရှိလို့ရဘူးဒါပေမဲ့သူတို့တော့စေဘပဲရှိအဲ့ဒီနိုင်ငံစေဘပဲရှိချလို့ပါတယ်လေသူတို့ကကမ္ဘောဒီးနိုင်ငံကိုခေါ်ချင်လို့တော့ပါတယ်ကမ္ဘောဒီးယားမြေကိုဖျားကမ္ဘောဒီးယားဖျားကြောင်းတိုင်မြနဲ့ကမ္ဘောဒီးယားမြေမြကိုခိုးရှိလို့ပါတယ်လေအဲ့ဒါမကောင်းပါဘူးနော်ကျွန်တော်မင်းမနဲ့ကမ္ဘောဒီးယားအတူတူတိုက်လို့ရမှာလားတောင်းပန်ရှိလို့ပါတယ်လေကမ္ဘောဒီးယားမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံအဲ့ဒီထိုင်းနိုင်ငံကိုပြန်တိုက်အတူတူပြန်တိုက်လို့ရမှာလားလို့တောင်းပန်ပါတယ်ထိုင်းဖလားကြီးရင်ဆိုတာမြန်မာနိုင်ငံလေအေးစစ်စစ်မနေလို့ရတော့ပါဘူးကမ္ဘောဒီးယားနိုင်ငံလည်းအေးစစ်စစ်မနေလို့ရတော့ပါဘူးလာအောင်လေအတူတူပါပဲလေထိုင်းဖလားကြီးရင်ဆိုတာအကုန်လုံးလှုပ်ရှင်လို့ပါတယ်မြန်မာနိုင်ငံမြဲလေထိုင်းလှုပ်ရှင်လို့ပါတယ်လာအောင်မြဲလေထိုင်းလှုပ်ရှင်လို့ပါတယ်ခိုးရှင်လို့ပါတယ်လေကမ္ဘောဒီးယားမြဲလေအတူတူပါပဲအဲ့ဒါကြောင့်ထိုင်းဖလားကိုမကြည့်ရအောင်အတူတူအဲ့ဒီထိုင်းနိုင်ငံကိုပြန်တိုက်ရပါမယ်မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားအဲ့လိုလူရင်းဆိုတာမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကိုကိုယ်ပိုင်ယူလို့ရရမယ်ဘာမှမလုပ်ရရင်ဆိုတာအနာကမြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံဒုက္ခအရင်ကြီးဖြစ်ခဲ့ပါမယ်ဖြစ်လို့လေအဲ့ဒီထိုင်းနိုင်ငံကိုစီးပွားရေးအများကြီးစီးပွားရေးကြီးဖြစ်ခဲ့ပါတယ်လေသူတို့တနလေသူတို့ဝက်ပန်အများကြီးအခုမှအများကြီးရှိခဲ့ပါတယ်သူတို့ကအလုံးကသူတို့နိုင်ငံစင်ကြဲသူတို့နိုင်ငံချန်တာရှိပါတယ်လေသူတို့ပိုင်စားအများကြီးရှိခဲ့ပါတယ်အဲ့ဒါကြောင့်သူတို့အနာကဘာလားအကြီးကြီးဖြစ်ရမယ်အကြီးကြီးရှိရင်ဆိုတာမြန်မာနိုင်ငံလည်းကအော်လိုင်းကမ္ဘောဒီးယားနိုင်ငံဘာမှပြန်လို့တော်အဲ့ဒီတန်းနိုင်ငံကိုပြန်လို့ဘာမှပြန်လို့မရတော့ဘူးလေတိုင်းချင်းဆိုတာဘလောက်မရှိ